အားလုံးပဲမင်္ဂလာပါပရမီယာမှာကြိုဆိုပါရစေကျွန်တော်နာမည်တီထားပါကျွန်တော်ခုမိတ်ဆက်ပေးခြင်းတော့ HD9 mini လေးပေါ့နော်ဒီ HD9 mini လေးကကျွန်တော်တို့ရှိမှရောက်တာနဲ့ကုန်ဖြစ်သွားတယ်ပေါ့နော်ရောက်ကုန် smartware လေးပေါ့နော်ပြီးတော့ရောက်တာနဲ့ကုန်တယ်လူကြိုက်ပါကြောင့်များရလဲဆိုတဲ့ဟာဒီ video လေးမှာကျွန်တော်ပြပေးမယ်ပေါ့နော်ကျွန်တော်အရင်တော့ video လေးတွေတင်တယ်ဒါပေမဲ့HD9 mini ကိုအသေးစိတ်ကျွန်တော်မတင်ရသေးဘူးတင်လိုက်တာနဲ့ခဏလေးနဲ့ကုန်သွားတော့ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အခုဒီမှာတီချာလေးကျွန်တော်ဗီဒီယိုကြီးမှာတခြားလုပ်ပေးထားတယ်တစ်ချက်တော့ကြည့်ပြီးပါခင်ဗျာဟုတ်ဒါကတော့ဘူးဒီဇိုင်းလေးပေါ့နော်မြင်ရတဲ့အတိုင်းပဲဘူးဒီဇိုင်းလေးဒီပုံစံနဲ့လာတယ်ဒီမှာသူရေးပေးထားတယ်ပေါ့နော်ဒါကတော့ကျွန်တော် Play Store ကရင် down ရမယ် iOS ဆိုရင်တော့ iOS ခိုင်းပေါ့နော် Android ကို iOS ကိုဒီနာမည်လေးရိုက်ပြီးတော့ကျွန်တော်တို့ app ကို down ပေးပါခင်ဗျာapp ကို down ပြီးသွားတဲ့အခါပေါ့နော်ကျွန်တော်အဲ့ဆိုရင်ဟုတ်ပြီဂျမ်ပါမုံတော့ဘူးဖွင့်နိုင်မှာပေါ့နော်ဘူးဖွင့်နိုင်ပြီဆိုတော့အညွှန်းစာရွက်လည်းပါတယ်ပေါ့နော်ညွှန်းစာရွက်ကြီးရတယ်တော်တော်ကိုရှေ့ပါတယ်ပေါ့နော်တေချာကိုညွှန်းထားတာပါဒီမှာပေါ့နော်ဒါတဲ့ခုနဘူးမှာမပါဘူးဆိုရင်တော့ဒီမှာပါတယ်ပေါ့နော်ဒီရရင်လည်း download ရတယ်ပေါ့နော်ဒါအညွှန်းစာရွက်တွေပေါ့နော်ဒီဘာလို့သုံးရမလဲဘာ function တွေဘယ်လောက်ဟိုဟာဖြစ်လဲဆိုတော့အသေးစိတ်သူကရေးပြပေးထားတယ်ပေါ့နော်ဆိုတော့တော်လေးလည်းရှိပါတယ်တော်တော်လေးလည်းကောင်းတယ်ပေါ့နော်တော့ဒါလေးကိုခဏထားနိုင်ပါမယ်နော်ဒီထဲမှာပါတယ်ဆိုတော့တစ်ချက်ကျွန်တော်ဖွင့်နိုင်မယ်နော်ဒီမှာတော့လက်ပတ်ကျိုးပေါ့နော်လက်ပတ်ကျိုးကကျွန်တော်တို့တာမန်ကျိုးတွေထဲသေးတယ် 41mm ပေါ့နော်ဒါ size ကြီးပါဒီမှာအာသွင်းကျိုးပေါ့နော် wireless ပါအာသွင်းကျိုးပါဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒါလေးတွေခဏထားနိုင်မှာပေါ့နော်ဒါလေးတွေခဏထားနိုင်မယ်ဒါလေးကျွန်တော်နိုင်ရတစ်ချက်ထုတ်နိုင်မှာနော်โอเคဒါ application နာမည်ပေါ့နော်ဒီမှာ application scan ဖတ်ဖို့အတွက်ဟုတ်ပြီဒါပွင့်သွားပြီပေါ့နော်ပထမဦးဆုံးပေါ့သူရဲ့ site ပေါ့နော် site ကတော်တော်သေးတယ်ဗျတော်တော်သေးတယ်ပြောမယ်ဆိုရင်လက်ပေါ့နော်ကျွန်တော်လက်နဲ့ဆိုရင်ကြည့်ပါအထူးကလေလက်တန်းလောက်ကတော့တော်တော်ကြီးနေသေးတယ်ပေါ့နော်ပြောမယ်ဆိုရင်လက်တန်းလောက်ကတော့ကြီးနေသေးတယ်ကျွန်တော်လက်တန်းတော့မရှိဘူးပေါ့နော်တော်တော်ပါတယ်ဒါတေးချောင်းကျွန်တော်ပြပြရပါတော့ဒီမှာတေးโอเคနော်ဒီမှာဒါလေးက site တော်တော်သေးပါတယ်အထက်မှာပါတဲ့ function တွေဒါ watch feed တွေပေါ့နော် watch feed တစ်ခုနှစ်ခု watch feed ပဲနော်ပြီးအထက်မှာ function တွေပေါ့ဒီကောင်ကအပဲလူပေါ့နော်တော်တော်လေး function စုံတယ်တော်တော်လေးလည်းမိုက်တယ်ပေါ့နော်တော်တော်လေးသုံးရတာတော်တော်ကောင်းတယ်ပေါ့နော်ထဲမှာ function တွေတော်တော်စုံနေပါတယ်ပြီးတော့emulate ရုပ်ထွက်ဖြစ်တဲ့အတွက်ရုပ်ထွက်ပိုင်းဆိုင်ရာမှာလုံးဝကိုပြောစရာမလိုအောင်ကောင်းတယ်ပေါ့နော်ဒီမှာကိုလိုချင်တဲ့ဟာတွေ compact တွေပါရအစအကုန်ပါတယ်ပေါ့နော်ပြောမယ်ဆိုရင်ဈေးနှုန်းတနေရာကြည့်မယ်ဆိုရင်ဈေးနှုန်းရပေးရတဲ့ပစ္စည်းကပြန်တန့်တယ်ရုပ်ထွက်ပိုင်းဆိုင်ရာကြည့်မယ်ဆိုတော့ရုပ်ထွက်ပိုင်းဆိုင်ရာအရန်ကောင်းတယ်အားခံမှုအပိုင်းမှာဆိုလည်းအားခံမှုအပိုင်းကအရန်ကောင်းတယ်ပြီး function ပိုင်းမှာဆိုလည်း function က update function တွေ2024ရဲ့နောက်ဆုံးနှစ်ကုန်ကန်ကြီးပေါ့နော်ထွက်တဲ့ update function တွေပါတယ်ပေါ့နော်ဆိုတော့ဖြစ်တဲ့အတွက်တော်တော်လေးလည်းမိုက်တယ်ပေါ့နော်ဒါကတော့ဘယ်လိုသုံးလဲပေါ့နော်ဒီနှစ်မျိုးသုံးလို့ရတယ်ဒီ style ကလည်းဒီမှာပေါ့နော် dynamic island ဆိုတော့နော်ဒါ power saving ပေါ့နော်အားကိုချွေတာတာပေါ့โอเคဒီကောင်ကဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့touch တီလို့ပေါ့နော်ဖုန်းတွေလိုပေါ့ထွက်ချင်ဒီလိုပြန်လုပ်လို့ရတာပေါ့နော်ဒီလုပ်လို့ရပါတယ်ခလုတ်တချို့နိုင်ကြီးကြတော့ဒီလိုရွှေ့လို့မရဘူးပေါ့နော်သူ့ရဲ့အားသာတာအဲ့လိုလေးအားသာတာပေါ့နော်ဒီပြန်ထွက်ပြီးလုပ်လို့ရတယ်ပြီးတော့အထက်ဘက် function ဘိုင်းဆိုင်ရာလည်းတော်တော်လေးကိုမိုက်တယ်ပေါ့နော် touch ဘိုင်းကလည်းကျွန်တော် plastic တောင်မခွာသေးဘူးเนาะအပေါ်မှာတစ်ထက်ကြံနေတယ်မှုထုတ်နေရပါဘောเนาะပြီးတော့ဒီကောင်ကဘာလီပါလဲဆိုတဲ့ဟာဒီကျွန်တော်အသေးစိတ်မြန်လေးပြောပြမနေရောဘာလို့လဲဗီဒီယိုကအရင်ရှိတဲ့ခါကျွန်တော်တင်ရတာခက်တယ်ပေါ့เนาะအဲ့ဒါလေးပေါ့เนาะခက်လို့ကျွန်တော်အသေးစိတ်ကိုတော့တိတ်ဟိုမညှောတော့ဘူးအဓိကတော့ဒါကတော့ပထမဆုံးပေါ့เนาะတိနေကြဒါတိုင်အချိန်ဒါကတော့ဖုန်းဝင်ထွက်ပေါ့เนาะဖုန်းဝင်ထည့်ရမယ်ဖုန်းဝင်ထည့်ရမယ်ပြီးရင်ဒါ
ဒါ8ချိန်ပေါ့နော်ဒါ8ချိန်ဒါကြတော့ Mexic ပေါ့နော် Mexic ဒါ Mexic ပေါ့နော် Mexic ဝင်ထွက်ပေါ့နော်ဒါ Mexic ဝင်ထွက်Facebook တို့ notification တွေပါလာမယ်ပေါ့နော်ဒါကတော့ကိုပြောချင်တဲ့ဟာပေါ့မူဒီလောက်တာပေါ့နော်ကျွန်တော်ဒါလေးတစ်ချက်ထွက်ပြီးနေဗီဒီယိုကအရင်ရှိတဲ့ခါကျရင်တရားတာလေးခတ်လို့ပေါ့နော်ဒါကတော့ဒီ healthy ရဲ့ဒီလမ်းလျှောက်နှုန်းတွေကယ်လိုရီလောင်ကျွမ်းတာတွေပါပေါ့နော်ဒါကတော့လမ်းလျှောက်တာပေါ့နော်နိုင်ရဲ့သေးတော့ဗျာကျွန်တော်လက်ကတော့ပြောမှဆိုရင်တော်တော်ကြီးနေတော့နည်းလေးပါဖြစ်တယ်ပေါ့နော်ဒီမှာတော့ကိုလိုချင်တဲ့ဟာတွေပုံမူတည်ပြီးပေါ့နော်ဟိုဟာရှိတာပေါ့ဒီမှာ dynamic island ပေါ့နော်ပြောမှဆိုရင်အသက်ပဲပေါ့ dynamic island ကလည်းပြောမှဆိုရင်ဒီ battery percent ကလည်းကိုလိုချင်အလင်းကလည်းကိုလိုချင်လို့ချိန်ကြည့်လို့ရတယ် watch speed တွေကလည်းကိုလိုချင်လို့လုပ်လို့ရတယ်ပေါ့နော်ဟိုအတီထားခြင်းနဲ့ဆိုလည်းတီထားလို့ရနော်ပထမခုနကဒီမှာမပေါ်ဘူးကြာဒီမှာဆိုရင် Dynamic Island လေးပွင့်လာ Dynamic Island ပွင့်လာပြီးတော့ Facebook notification ဖုန်းဝင်ထွက်တွေပါရဒီမှာ notification ပြတော့မှာပေါ့နော်ဒါကလုံးဝအတက်ပါပဲ Dynamic Island ကsetting ထဲမှာပေါ့နော်လုံးဝဒါ vibrate နဲ့ဟိုဟာလုံးမှာလားပေါ့နော် ring or vibrate တွေပဲဒီမှာ QR code ပေါ့နော်ဒါကကြတော့ application နဲ့မချိတ်ပဲတချို့နိုင်ကြ application နဲ့ချိတ်မှရတယ်ကော application နဲ့မချိတ်ပဲနဲ့လေရက်ဒီအပိုင်းအချိန်နေချိန်လို့ရတယ်ပေါ့နော်အာသာချက်ကအဲ့ဒါလေးတခုတော့အာသာတချို့နိုင်ရ application နဲ့ချိန်မှဟိုဟာလို့ရတယ်ပေါ့နော်ဒီကောင်လုံးဆရာမလို့ပြီးတော့ဒီကောင် password ပေါ့ကိုလိုချင်တဲ့ password ဥပမာခံလာလို့ရတယ်ကိုနာယူဘယ်သူမှပိုင်လို့မရအောင်ပေါ့နော်ဒါတော့ဟို style ပေါ့နော် style ကိုဘယ်လိုထားခြင်းလဲပေါ့နော်ဟုတ်ပြီဒါကြတော့ကျွန်တော်ပြီးသွားပြီပေါ့နော်ဒီမှာဒါပြက်ကလေးပေါ့နော်ဒါပြက်ကလေးမှာဒါအလန်းပေါ့နော်ဒါကတော့ဖုန်းဝင်ထွက်တယ်ပေါ့နော်ဒါ weather ပေါ့ရာသီဥတု weather ပေါ့နော်ဒါ weather ပေါ့ဒါ application နဲ့ချိန်ပြီးမှရမှာပေါ့နော်ဟိုအချက်လက်တွေပေါ့နော်ဒါကြတော့ဟိုနှိုးဆက်ပေါ့နော်ဒါကဖုန်းစာအုပ်ပေါ့နော်ကိုယ့်ရဲ့ connect တွေနံပါတ်တွေပေါ့နော် connect နံပါတ်တွေဆိုတော့ဒါကြတော့တနိုင်အမြောင်ပေါ့နော်ကိုယ့်ရဲ့ဘယ်နားရောက်နေလဲဆိုတဲ့ဟာပေါ့နော်ဒါသူကဒီလိုပြအောင်လုပ်ပြအောင်ပေါ့နော်ဒီမှာတန်တိုင်းအမြောင်ပါပါတယ်တန်တိုင်းအမြောင်ပေါ့နော်ဒါကြောင့်တချင်းပေါ့နော်တချင်းမှာဖွင့်လာဒီကလှမ်းကြော်လှမ်းဟိုလုပ်လို့ရတယ်ပေါ့နော်လုံးဝမိုက်ပါတယ်ဒါကျတော့ blood pressure ပေါ့နော်လူကြီးတွေအတွက်လုံးဝ blood pressure ဒီကောင်ကတော့ပြောမယ်ဆိုရင်ပေါ့ကျန်းမာရေးအရာဆိုရင်ပေါ့နော်ဒီကောင်အရေးသေးကောင်းတယ်တော်တော်နီးပေါ့နော်တော်တော်နီးဆက်ကြီးနီးတော့မှမှန်တော်တော်နီးတော့မှန်ပါတယ်ပြောမယ်ဆို 80% လောက်တော့ဟိုတိကျမှုပေးပါတယ်ဒါကတော့ QR code ပေါ့နော်ဒါ heart rate ပေါ့ဒါ business card ပေါ့နော်ကိုကဟိုထည့်ကျင်တဲ့ဟာတွေပေါ့နော်ဒါကျတော့ Apple နဲ့ချိန်တိုင်းရင်တော့လုံးဝဟိုလောက်တာပေါ့နော်ခိုင်းတာပေါ့ဒါကတော့ scan ဖတ်ရတာပေါ့နော်ခုန application တော့ QR code scan ဖတ်ခိုင်းတာပေါ့နော်ဘာသာစကားတွေလည်းပါတယ်ပေါ့နော်โอเคအဲ့ဆိုရင်ကွန်တော်တော်များများ function ဒါ gain ပေါ့နော် gain နေဒါတော့တော်တော်များများစုံသွားပါပြီဒါတွေကဒီမှာ WeChat တွေပါကိုလိုချင်တဲ့ဟာတွေပေါ့နော်ကိုလိုချင်တဲ့ဟာတွေထည့်ပြီးလောက်ရတာပါဒီ app ထဲမှာလည်းကိုလိုချင်တဲ့ဟာတွေထည့်လို့ရတယ်ကိုလိုချင်တဲ့ဟာတွေ app နဲ့ချိန်ပြီးတော့ကိုသုံးချင်တဲ့ app တွေပေါ့နော်ဥပမာ Viber တွေပါညာတွေအကုန်လုံးထည့်လို့ရပါတယ်နော်ဒါကတော့အသေးစိတ်တွေကျွန်တော်ရှင်းပြပေးတာပါဒီ HD9 mini လေးကိုမှာယူခြင်းမှာကကျွန်တော် plan ညာမှာ page မှာလည်းမှာယူလို့ရ Viber ဖုန်းနံပါတ်39961595မှာလည်းမှာယူလို့ရပါတယ်အားပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်တော့ကရန်ကောင်းတဲ့ HD9 mini လေးပါကျေးဇူးပါခင်ဗျာဟုတ်ဒီပါ